never mind no find someone like you ဒီတက်ကြီးတဲ့အကြီးဒီဇိုင်းအဲ့လိုအကြီး ငါကဘယ်မွေးရှိလို့ဒီကလစ်ကိုညံ့မှာတော့ ဒီကောက်ပြမပြောနဲ့စပယ်ရှယ်ပြီးအောင်ဖန်ပြမှာလေ ဖန်စာဒီနေ့ဖန်တာတွေ့ကြတယ်နော်ဖြည်းဖြည်းလို့ပါဒီမှာပြန်လုံးလည်းထိုးပြီးပါမင်္ဂလာပါမင်္ဂလာပါနေဦးခလာငါအဲ့ဒါမျိုးသဘောကျတယ်ငါမှအဲ့ယောဂရှိတယ်နေဦးခလာကြီးလားနေနေပြတယ်သဘောမထားဘူးများလို့လား ရအောင်ရပါတယ် ကြိုးစားကြိုးစား လာပါ ဟဲ့တေချာလုံလို့တထေးကအလုံးမရှိကလှုပ်ရှာလုံးကကြိုက်တာထိုင်းနေကိုကြိုက်တာမဟုတ်ဘူးတထေးကပြီးတော့လေနင်ကအစ်စ်ကိုငါပြောမှလေလားတထေးကပြောကစီနေတာကုန်တာပါဟေးဟုတ်တာပြောတာဟိုတနေ့ကငါတို့ဆိုင်ချင်းမှာမျက်မှန်မြင်ပတ်စံလာတောင်းတာသူကဟဲ့ပတ်စံ900ထည့်ပြီးတော့300ပြန်လိုက်တာတော့မမြင်ဘူးဆိုပြီးတော့အဲ့ဒါစပြစ်သွားတယ်အောက်ထပ်ပြရမှာတော့ဟိုကမျက်မှန်အမဲကြီးပဲတက်တာမြင်ရတယ်လေအဲ့ဒါတော့စကားတွေများကြတာပေါ့ဟဲ့ဆိုအေးတထေးကလေစိတ်ငုတ်တူမိုးချုပ်ပြထားတယ်လို့ပဲနော်တထေး တစ်ချိန်မလုပ်နဲ့နေအတက်တော့ ဟုတ်တယ်ဟုတ်တယ်ရှင် ခုနကကြားလိုက်တယ်ဘာလဲမိုးချိုးဖြစ်တာရောတိတ်ငုတ်လို့ရောအဲ့ဒါဘာဖြစ်တာဘာဖြစ်တာလဲအဲ့ဒါ ဟိုဒီလိုတထေးဟိုကလေတထေးဟာတဲ့ तू ပြောပြတာအလူတက်ကိုတိတ်ရရောတာတဲ့အဲ့ဟာဟိုအလူတက်ဆိုတာလေညောင်စည်းလက်လေးလူလဲအဲ့လိုတင်းငုတ်တော်ကြီးလောက်ကုသိုလ်ရမှာလို့ပြောပြတယ်နော်ညောင်ရင်းတော့လည်းဖြစ်သွားရင်ဖြစ်သွားမှာပေါ့တထေး ဘာကိုပြောတာ ညောင်အဲ့တော့ပါတထေးတိတ် နေကဒီတက်ပြီမယ်အိုင်ဂျူတော့ပြင်းတယ် တရားကောင်းတယ်လို့ ဟေးတခုတော့ပြောထားမယ်ဒီမှာစိုက်နာမည်ကိုလည်းကြည့်လိုက်တက်ချိုတယ်အေးနော်အဲ့ဒါအဓိပ္ပာယ်ရှိတယ်လက်ကားမဲ့တာမဟုတ်ဘူးနော်ချိုသားရမယ်ကာရှာမာလေးနော်အမြဲတမ်းပြုံးနေရမယ်နော်ကိုရှိလာတဲ့ဖောက်တယ်ဝယ်သူကိုဘယ်တော့မှပြန်မထွက်သွားသေးတယ်ဒီတိုင်းနော် သိချပါတထေး โอเคနော်နောက်တစ်ခုကဒီတော့မှာဆရာကြီး2 million 2 million တော့ရတာလားအဲ့သူ့ကိုခေါ်ပြီးနေလို့ငါ training ပေးမယ် ကောင်းပါ training ပေးမယ် ဟုတ်ကဲ့ နောက်တစ်ခုလေးကပါရရှိ ဟုတ်ကဲ့ နေရပြန်တာချိုးတယ် ဟုတ်ကဲ့ နော်အဲ့တော့နေဝယ်သူကိုဘယ်လိုပုံစံနဲ့ဘယ်လိုရောင်းမယ်ဝယ်မယ်ဒီအခြေအနေကိုငါကြည့် မလီကြည့်လိုက်တထေးသူများလည်းတူအောင်ကိုရောင်းပြ ဟုတ်ပြီ ဘယ်ကကိုကြီး ဒီဆိုင်ပိုင်ရှင်တထေးကိုပြောနေရလေ အော်တထေးညီမလားအသားရည်တူသားပဲတထေးကမှရှင်း ကောင်းရင် 你要是冷场了，你冷场，还别了我，拉酱没啦？哦，哎，啦，好的，不哩， ခေါ်ရင် ဩမင်းလည်းဘယ်လိုလဲလားဟဲ့ ဟာကိုရတယ်ကိုစီပဲပေါ့ဆိုင်မှာလာ ဒိတ်ပေါ့ဆိုင်ကိုခဏခဏလာတယ်နော်တခါမှဝယ်မသွားဘူးအားပေးသွားအောင် မဟုတ်လေကိုရတယ်အချက်မတွေ့သေးလို့ပါ ဒီနေ့တော့အကြိုက်တွေ့တာတစ်ခုခုအားပေးသွားနော်ပြီးအောင်ဖမ်းတော့ စပယ်ရှယ်ပြီးအောင်ဖန်ပြမှာလေ ဖန်စာဒီနေ့ဖမ်းတာတွေ့တယ်နော် သိချနော်ဒီဖန်မှာအဆိုကိုတပြုတ်ပစ္စည်းတွေဖတ်ပေးအောင် ကြီးဖမ်းမစိုးကြီးဖမ်းမစိုး ဖတ်မှလေအားကြောင့်ကိုကြီးကိုယ်တိုင်ပြပေးလို့ပြောနေတာ ကိုကြီးမပြတော့ဟိုမှာတပည့်ရှိတယ် အော်မဟုတ်ပါကိုကြီးဖတ်မှာလေ ရှိရင်ဒီမှာတပည့်အကြီးကအကြီးဖမ်းမယ်လေအဲ့မှာအကြီးပဲ 啊，你瞧瞧， ကြီးကကြီးလို့လေ ဟဲ့အဖြစ်တော့ညံ့တာငါ့ကိုပြောင်းတာ 嘿，是呀，咱村里我来的，爱的来我的，姨毛毛彪彪水水的，谁让他们村里？谁让的？喏， ကြောက်ပါလားဆရာကြီးလာတယ်မလာဘူးပုံမှန်ပဲဆက်ဆက် 好嘛，鸡呗，这样啦。 ကဆရာမလို့ဆက်ဆက်နေရလေ လောပါလို့ပါနင်းနေလောပါလို့ဟာလေအမလေးအကြီးကြိုက်တာဆိုလို့လေဒီမှာလဲတိုင်းလို့တိတ်လာတိုင်းမှာတစ်ထွက်တာကျွန်တော်တို့တက်ချိုးနေမှာ ရပါအောင်အော်ဟုတ်မမီပြီဒါအရင်တစ်ခါကကြည့်ဘူးလေဟိုအမတိတက်ကြီးတဲ့အကြီးဒီဇိုင်းအဲ့လိုအကြီးတွေကွာရတနာဆိုလဲအကြီးလို့ရွှေဆိုလဲထဲထဲဒါမျိုးရင်မလို့စင်တာ အာမကြည့်သေးဘူး မတော့ကလည်းတီးသေးတယ် အော်ဒါမကြည့်သေးဘူးဆိုလို့ရှိရင်မဟိုဟာလေတက်ချိုးလေးမှာဒီထက်ကြီးတာဆိုလို့ရှိရင်လေဟိုမိ
ဒီကျိုးနေတယ်တိတ်ငုတ်တို့ကြီးပဲရှိတော့တယ် နင်ကဘာစကားပြောရလဲဟမ်ဒီကိုကြီးကိုသိချာပြောလိုက်စမ်းသူဒီမှာရှိနေတယ်ငါတော့တက်လာဝဲမှာမဟုတ်ဘူးအမှန်ငါလာဝဲဖို့နော်သူ့ကြောင့်ငါလာမဝဲတာ အစ် နင်ငါမျက်နှာကြည့်ထားစမ်းအစ်စ်မပြောနဲ့နင်ငါမျက်နှာကြည့်ထားစမ်းငါတနေ့ဆိုင်ရှင်ဖြစ်လာနင်ကိုရှင်းဆုံးလုပ်ဖြုတ်လာ တဲ့ဘုံစိတ်ကူးရရှင် နင်ကဘာစကားပြောရလဲ နင်တော့လုတ်ပြုတ်ပြီးတော့ငါမြင်းနေပြီဗျတကယ် တော်အေးတူးကွာမဲ့ဈေးဝဲတာမှမဟုတ်တာလေမင်္ဂလာပါရှင်တက်ချိုတွေစိတ်ရှိရနာဆိုင်ရလေးကျေးဇူးပါရယ် နင်ချီလား အော်ချစ် လာနော် โอเคဒီโอเคမယ်လी အော်သူငယ်လေးကြီးအေးပါမှာဆိုလို့လေအေး တော်ရယ် right နိုင်ငံကြလာလား ဗာလိမြပြပေးရမယ်ကော အော်အခုမဟုတ်အမ right နေလိုက်ငါသူ့ကြိုက်မှာငါစီငါကြိုက် တော်ရယ်ဒီမှာ ငါဘယ်ရောဒါလေကျမတို့တက်ချိုလေးကအစ်စ်ထားတဲ့ရွှေကလစ်တွေအမလေးတိတ်ကြတာအမမြက်လိုက် ဟဲ့နင်တို့တစ်ထက်ကိုခေါ်ပေး ချင်းချင်းကဘာဖြစ်သွား ချက်ချင်းကြီးမှဖြစ်တယ်လို့ပြောငါကဘယ်အမွေးရှိလို့ဒီကလစ်ကိုညံ့မှာတော့နင်တော့ကန်းနေလား ဟဲဆက်ရှော့ဒီမွေးလေ ပြောနော်တက်ထိုင်းမြတ်မှာတော့ စိတ်ရှော့ပါစိတ်ရှော့ပါ ဟေးဒီပြောထားတယ်အကုန်ကြားတယ်နော်ကာဆာမာကိုကောင်းကောင်းမွန်မွန်ဆက်ဆံမယ်လို့ပြောထားတယ်လေကာဆာမာ is right နော် လိုက်တော့ပါရ ဒီကောက်ပြန်မပြောနဲ့ တို့ဒီရွှေကလစ် ဒီမှာဝင်တယ်ဒီချိုးချိုးတယ်ဒီလိုဆက်ဆံတဲ့ကာဆာမာကိုလုတ်ထုတ်ပြမှာနော်ချက်ချင်းထုတ်လိုက်ပါငါတို့တက်ချိုးလေးမှာဒီလိုဝန်သားမျိုးမရှိဘူးနော်ဟိုဒီအမိုင်း ဟဲ့ချင်း ဟိုသူတို့ကစားကျွန်တော်တောက်ပါမှာလေနော် ဒီချက်ချက်ကြီးတာနော်အထင်းမျက်နှာကြောက် ဟိုလောက်ကြကြသွားလို့ပေါ့ ကဲဆရာ A few moments later. ဆရာသမီးကိုခေါ်ရစ ဟုတ်တယ်ကျွန်တော် TikTok တပည့်ပဲဆရာမရောက်နေ2 million နော်သွား မင်္ဂလာပါဆရာ ထိုင်ပါစစ်တော့ကူလာဘယ်လိုအတော့ရွှေတိုင်းမှာဝင်နေပြောင်းနေအလုပ်လုပ်တော့လောလောတော့နေမှာ customer တွေနဲ့ဆက်ဆက်ပဲဆိုလို့ရှိရင် customer ဆရာချွေးတဲ့နာတီးတော့ရေးတော့ အောင်မြင်တဲ့လူတွေအသက် အောင်မြင် အောင်မြင်နေတယ် တမီးတို့စိတ်အောင်မြင်နိုင်တဲ့တန်းချက်တာအဲ့ဒါဆက်ပြောမစနာတော့မယ် customer တွေကတချို့လိုလာဝယ်ရမှာရှူဝယ်ရတူလည်းရှိမယ်စိတ်ဝယ်ရတူလည်းရှိမယ်တယောက်ချင်းဆက်ဆံရတယ်ပေါ့နော်ဥပမာပြောရလို့ရှိရင်တော့ never mind not find someone like you အဲ့ဒါ never mind if I someone like you တဲ့ အဲ့ဒါအတိတ်ကြီးမဟုတ်ဘူးလား တချင်းစားရတယ်ပါကွာစီပွားရေးနဲ့ပတ်သက်တဲ့လေးနဲ့အကြောင်းအရာတွေအများကြီးပါတာပေါ့တမီးရဲ့အဲ့လိုမျိုး ဟိုဆရာစိတ်တော့မရှိပါနဲ့တော့တစ်ခုလောက်မေးချင်လို့ပါရှင် မေးပါ ဆရာ TikTok မှာ2 million followers လို့ပြောတယ်ပေါ့နော်တမီးတို့ဆရာကိုတစ်ခါမှမမြင်ဘူးနေရောမြင်ဘူးလား ညစ်ဖို့တစ်ခါမှ တမီးတို့ဘူးအားလည်းနေမှာပေါ့တမီးရဲ့ဟိုမှာဆိုရင်တမီးတို့ဆရာမင်းမယ် โอเค တမီးတို့ပြောင်းဖို့တပူ900နဲ့ရောက်မယ်ဆိုလို့ရှိရင်နှစ်ခုရောက်လိုက်ဘယ်လောက်ရမလဲ တက်ဖို့တော့ တစ်ထောင်ပေါ့ မားရတဲ့800ပဲရမယ်ရှော့ပေးလိုက်လို့လေအဲ့ဒါ marketing နဲ့ customer နေရာရှော့ပေးလိုက်တော့စိတ်မကျေနပ်တော့ဘူးလား ကျင်းတော့ စိတ်ကျေနပ်တော့ကိုရှင်တော့မဝယ်ချင်ဘူးလားအဲ့ဒါ marketing ရဲ့ရှေ့ကမယ်လေ လက်ကောက်လေးလေးကိုခိုက်ပါကြ ဟုတ်ပါထော်လိုက်တာဆရာရဲ့ အဲ့ဒါဘောတမီးရဲ့အဲ့ဒါဆိုလို့ရှိရင်တမီးတို့ဆရာ marketing နဲ့ပတ်သက်ပြီးဥပမာတစ်ခုတက်ပြီးပဲမြန်မာပြည်မှာပေါ့နော်ပြောင်းမှုနဲ့ပတ်သက်လို့ရှိရင်ရှမ်းပြောင်းမှုပြီးလို့ရှိရင်ပမာပြောင်းမှုထိုင်ဝမ်ပြောင်းမှုဆိုပြီးလို့ရှိရတဲ့မှာလူတွေကဘယ်အောင်အစားများမယ်လို့ထင်တယ် သူတို့တရားသူတို့စားမှာပေါ့ မသိဘူးမလားသိပါဆရာလည်းမသိဘူးလေအေးအဲ့ဒါ marketing နဲ့ဘယ်လိုလဲသူတို့မသိအောင်သူကသိအောင်လုပ်မှာလေဆရာပြောတာမှန်တယ်မလား rice rice မှန်တယ်မလား right ဆိုတော့ထမင်းစားကျင်တာလား ဆရာသမီးတို့နဲ့ထမင်းစားနေကြော်ပြီ ဟာအဲ့လိုပြောတာမဟုတ်ဘူး rice မှန်တယ်ပြော all right TikTok တင်းတော့ ဟုတ်ပါတော့ မာနေဟဲ့အမဘာပြန်လာလို့လာလဲ ငါအုပ်ချုပ်ကြံ
တယ်လို့လာကြည့်ပါဟမ်ထပ်တော့ကြောင်းပြုတ်တယ် အမတစ်ခု900နှစ်ခု800လေးမှာပူပူလေးဘယ်နှခုမလဲခုမှပြုတ်ထားတာ ဘယ်လိုပြောရတော့ဒီမှာဆွေပဲလို့ဒီမှာတော့ အမလူမလို့နေပါလိမ့်မယ် လူမားစရာလည်းညောက်ကြီးကိုပိတ်ချအောင် လူမတာနော် အမလူမားနေဒါ TikTok ကကျမတို့ဆရာ2 million follower တောင်ရှိတာ ဘာတစ်တော့ဆရာမငါနေတိုင်းကြောင်းပြုတ်ဝယ်စားနေချ ဘုန်းတော်လူမလားဒီမှာ ဘာလူမားနေရတော့ ဆရာရေအမေလာပါဦးဒီမှာပြဿနာတက်နေပြီ ဘာတွေတက်တာဘာတွေတက်တာဘယ်ဆရာကိုကောင်းကောင်းဆက်ဆံလို့ငါပြောတယ်ဘာတွေပြဿနာတက်တယ်လဲ ဆရာ तू ကလေဟွာပြမှုပြုတ်တယ်တဲ့ ထာမနာတော့လည်းပါသေးရဲ့ဆရာ ဟုတ်တယ်ရှင်တို့တော့လိန်ခံရပြီညနေတိုင်းထာမနာတို့ကြောင်းပြုတ်ရောင်းနေတဲ့အကောင်ကျမအကျွေးတော်မပေးဘဲနဲ့ထွက်ပြေးနေတာ ပြစ်တော့ဆရာပါဟမ်ဟိုကလေတူမီလီယံဘယ်ရရလဲ အဲ့ဒါဘုံကောက်ရတာအကြီးကပါလာတဲ့အကောက် ဟာဒါဆိုမင်းကယူလိုက်ပေါ့ထာပနာတို့ပြောင်းမှုပြုတ်ထာပနာတို့ပြောင်းမှုပြုတ်ကမ္ဘာစနေအများကြီးပါသွားပြီငါအောင်ကျင်းနဲ့တိုက်လိုက်ပြီလားငါအောင်ကျင်းနဲ့တိုက်လိုက်ပြီဒါငါဘာမှမလုပ်တော့ ဆရာ ငါဘာမှမလုပ် ဆရာ